အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တော့စီလန်ကြောင့်ပိုးဝင်ခြင်း urinary tract infection လို့ခေါ်တဲ့ UTI ရောဂါကြောင့်ပြောပြပါမယ်စီလန်ကြောင့်ပိုးဝင်တဲ့ရောဂါလူနာတော်များများမှာအဖြစ်များကြတယ်အမျိုးသမီးတွေကအမျိုးသားတွေပိုးပြီးတော့အဖြစ်များကြတယ်ဘာကြောင့်လဲဆိုတော့အမျိုးသမီးတွေရဲ့စီသွားလမ်းကြောင့်ပိုးတိုးတယ်ပြီးရင်ဆိုးနဲ့နိကစွာတည်ရှိတယ်အဲ့ဒါကြောင့်မလို့ဆိုးမှာတွက်ကပ်နေတဲ့ E. coli ဘက်တီးရီးယားတွေဟာအမျိုးသမီးစီလန်ကြောင့်လည်းကိုယ်ဆောင်ဝင်ရောက်နိုင်တယ်အဲ့တော့စီလန်ကြောင့်ပိုးဝင်ရင်ဘယ်လိုလက္ခဏာတွေခံစားရမလဲဆိုတော့စီးသွားရင်စီးတွေပူမယ်စီးအောင်မယ်စီးကျင်မယ်စီးထဲမှာအနေနှစ်တွေပါမယ်နော်ပြီးစီးဆက်တွေကိုက်မယ်စီးခဏနာသွားမယ်ပြီးဖြားမယ်ဖြားတာမှချမ်းသာတုံတာတွေပါဖြစ်တယ်ဒါဆိုရင်စီးလမ်းကြောင့်ပိုးဝင်တဲ့လက္ခဏာတွေဖြစ်တယ်ဒါဆိုရင်စီးကန်သွားမယ်ဆရာဝန်နဲ့ပြမယ်စီးတွေတောက်ကြတယ်ပျောက်သွားမှာပဲသို့တော့အမျိုးသမီးတွေကစီးလမ်းကြောင့်ပိုးဝင်တာခဏခဏပြန်ဖြစ်တတ်ကြတယ်အဲ့တော့ကြောင့်မလို့လိုက်နာရမယ်အချက်လေးကျွန်တော်ပြောပြမယ်နံပါတ်1ကရေမင်းများတောက်ရေမင်းများတောက်ခြင်းအပြင်စိတ်ကြောင့်မှရှိတဲ့အညစ်အကြေးတွေပိုးမွားတွေကစီးနဲ့အတူပါသွားတဲ့အခါမှာတန်ရှင်းပြီးသားဖြစ်သွားမယ်အနည်းဆုံးတစ်နေ့ကိုရေ2 လီတာ3 လီတာတော့တောက်အောင်နောက်စီးသွားခြင်းစီးကိုအောင့်ထားလိုက်ချက်ချင်းသွားအဲ့ဒါမှမဟုတ်ရင်စီးထဲမှာစီးအိမ်ထဲမှာစီးတွေစုမိသွားရင်ကြာသွားရင်အဲ့ထက်မှာပရိယတ်ဖို့တွေပေါက်ဖွားဖို့အတွက်အားကောင်းလာမယ်နောက်အမျိုးသားတွေကအောက်ကပေါင်းပြီးဝင်ရင်အေးမြတဲ့ခြိသားလေးတွေနောက်တန်ရှင်းရမယ်နောက်အဲ့ဒါတွေရွေးဝေးရမယ်ပြီးလို့ရှိရင်ကြက်နေအောင်မဝင်နဲ့နော်နောက်ပြီးအပူဆက်တွေရှောင်အောင်မယ်အစားတောက်မှာဆိုရင်အပူဆက်တွေရှောင်အောင်မယ်ကော်ဖီရှောင်အောင်မယ်အရက်ဘီယာရှောင်အောင်မယ်နော်အမျိုးသမီးတော်များများကြိုက်တဲ့အပူဆက်တွေရှောင်အောင်ပါမယ်နော်ဒါဆိုရင်ဒါအထိုက်လေးကကောင်းဝယ်ပြီးသားဖြစ်သွားမယ်နော်ဒီစီရန်ပိုးဝင်ခြင်းအထိုက်လေးကောင်းဝယ်ပြီးသားဖြစ်သွားမယ်ပြီးတော့အမျိုးသမီးတွေကမျိုးသားနဲ့အတူနေပြီးတိုင်းသို့မဟုတ်စီးသွားပြီးတိုင်းမှာမိမိကိုတန်ရှင်းလုပ်ရမယ်တန်ရှင်းလုပ်တဲ့အခါမှာရှေ့ကနေနောက်ကိုပဲလုပ်ရမယ်နောက်ကနေရှေ့ကိုဆွဲမချနဲ့နောက်ကနေရှေ့ကိုရေစေးမချနဲ့အဲ့ဒါဆိုရင်ဆိုမှာကတ်နေတဲ့ဘက်တီးရီးယား E. coli ပိုးဘက်တီးရီးယားပိုးတွေအားဆီယမ်ကြောင့်လည်းအလွယ်တကူဝင်ရောက်သွားနိုင်တယ်နော်အဲ့တော့ဒါလေးကလိုက်နာမယ်ဆိုရင်ဆီယမ်ကြောင့်ခဏခဏဝင်လာမဖြစ်တော့နော်အဖြစ်နည်းသွားမယ်မဖြစ်တော့ဖြစ်သွားမယ်နော်ပြီးရင်အိမ်မှာဆိုရင်ကိုကတာမယာချောသားလို့ရတဲ့အချိန်ဗီတာမင် C ကျော်ရတဲ့အစားအစာစားလို့ရတယ်နော်ပြီးရင် apple cider vinegar လို့ခေါ်တဲ့ပန်းသီးရှာရတာလေးချောတောက်နော်ပြီးရင် cranberry လို့ခေါ်တဲ့နော်ဆေးလေးတွေတောက်လို့ရတယ်ဖြစ်ဆက်စာဆေးလေးတွေတောက်လို့ရတယ်နောက်ခဏဖြစ်တတ်တဲ့အမျိုးသမီးတွေဆိုရင် cranberry လို့ခေါ်တဲ့ cranberry ပါတဲ့ဖြစ်ဆက်စာတွေခဏဆွတ်တောက်တယ်နော်ဆွတ်တောက်တယ်အဲ့ဒါဆိုရင်စီဘုခဏဝင်မျိုးကာဝယ်ပြီးသားဖြစ်သွားမယ်နော်အားလုံးပဲကျန်းမာချမ်းသာကြပါစေ